ပုံစံမျိုးပဲညံပါတော့ဘယ်တော့ရှိရကျွမ်းကျွမ်းအဒီကမတို့စက်ညက်တာဖြစ်တဲ့အတွက်ပေါ့နော်အနေနဲ့များပုံသိပေးရင်တော့လေရထက်ထက်ကြီးတော့ပေါ်တော့နော်ပုံမသွင်းနိုင်ဆိုရင်တော့အရင်တော့မသိတာမပေါ်ဘူးနော်ပေါ်သွားတော့ကိုကတော့အရင်တော့မတူတော့ဘူးနော်ဒီကလေရအထက်နဲ့များတဲ့ပုံစံမျိုးဆွဲပေးလိုက်မယ်နော်လားပြညက်ပါလားနဲ့ခက်တူတလားနည်းနည်းခက်တယ်လောက်အဲ့ဒါလောက်ပဲညှက်ပေးလိုက်မယ်နော်There's a million things I could say